တာဝန်တစ်ခုထမ်းဆောင်နေတော့မှပဲအဲ့ဒီမိန်းကလေးဟာရာဇဝတ်ကောင်စတိတ်ထောင်ထားတဲ့မြေမြုပ်မိုင်းတစ်ခုကိုမတော်တဆနစ်မိသွားခဲ့တဲ့အဲ့ဒီခိုက်တက်မှာအချိန်တွေတောင်ရက်တန့်သွားသလိုပဲမိမိရဲ့ရင်ခုန်တန်ကိုတောင်ပြန်ကြားနေရတဲ့အထိပါပဲကံကောင်းကျင်တော့အနားမှာရှိတဲ့မိုင်းရှင်းလင်းရေးစေတနာဝန်ထမ်းတယောက်အချိန်မီတတိထားမိသွားတယ်သူကမြေပြင်ပေါ်အသားအရာဒူးထောက်ထိုင်ချပြီးမိုင်းကိုဖုံးနေတဲ့ကြောက်ခဲတွေကိုအဖြည်းဖြည်းချင်းဖယ်ရှားပေးခဲ့တယ်မိုင်းကိုတေချာစစ်ဆေးပြီးတဲ့နောက်မှာတော့ဒါဟာအလွန်အန္တရာယ်များတဲ့မိုင်းခွဲပွားမျိုးစားဖြစ်မှန်လီကျင့်တိလိုက်ရလို့မျက်နာကချက်ချင်းတီးတက်လေးနဲ့ဖြစ်သွားခဲ့တယ်သူက宋ရန်ကို9စက္ကန့်တွင်ဘလောက်အထိအဝေးကြီးပြေးနိုင်မလဲလို့မေးလိုက်ပေမဲ့宋ရန်ကတော့ကြောက်လန့်လွန်းလို့စိတ်တွေပလာဖြစ်ပြီးစကားတခုမှတောင်မပြောနိုင်ရှာဘူးဒါကိုမြင်လိုက်တဲ့လီကျန့်ကမိုင်းရဲ့လျှက်စစ်စီးကြောင်းကိုအမြန်ဖြတ်တောက်ပြီးသူ့မကိုဘေးကင်းရာစီအတင်းဆွဲခေါ်သွားခဲ့တယ်ပောက်ကွဲတန်ကြီးထွက်ပေါ်လာတာနဲ့တပြိုင်နက်လီကျန့်ကမြေပြင်ပေါ်လဲချလိုက်ပြီး宋ရန်ကိုထိခိုက်မှုမရှိအောင်သူ့ခန္ဓာကိုယ်ကြီးနဲ့တင်းကျပ်စွာအုံမိုးကာကွယ်ပေးထားခဲ့တယ်အဲ့ဒီအချိန်ကစလို့宋ရန်ဟာထိုးညို့တက်ပြင်းတဲ့မျက်လုံးတစ်စုံကိုဘယ်တော့မှမေ့လို့မရတော့ပါဘူးကဲတင်ခံရပြီးနောက်မှာတော့宋ရန်ဟာလီကျန့်ကိုစကားနည်းနည်းပဲပြောလိုက်ရပြီးနေရပြန်မဲ့လေရင်မီဖို့တုတ်တိတုတ်ပြထွက်ခွာခဲ့ရတဲ့လမ်းမှာသူမအိတ်ကကျိုးနီလက်ပက်လေးကိုတတိထားမိပြီးလီကျန့်သူမကိုကဲခဲ့ပုံကိုပြန်နှွှင်းရင်ဒါဟာသူ့ပစ္စည်းပဲဖြစ်ရမယ်လို့ခံမှတ်မိခဲ့တယ်ဒီစုံစည်းမှုလေးကသူမရဲ့စိတ်ထဲမှာအချိန်ကြာကြီးဆွဲထင်ကြံရစ်ခဲ့တယ်အိမ်ပြန်ရောက်တဲ့အထိလဲ宋ရန်ဟာမိမိအသက်ကိုစွန့်ပြီးကာကွယ်ပေးခဲ့တဲ့အဲ့ဒီလူသားအကြောင်းကိုပဲတမျိုးမျိုးတွေတော့နေမိပြီးလီကျန့်နဲ့ပြန်ဆောင်ကျင်စောနဲ့နေရာနက်မှာသတင်းစာအနာရှာဖွေခဲ့တဲ့နောက်ဆုံးတော့အဖွဲ့ကောင်းဆောင်ကတဆင့်တုံးဟွာမှာမိုင်းရှင်းလင်းရေးစေတနာဝန်ထမ်းလုပ်ခဲ့မှုတဲ့သူငယ်ချင်းတယောက်နဲ့အဆက်အသွယ်ရခဲ့တဲ့သူမကထိုလူဟာလီကျန့်ဖြစ်နိုင်တယ်လို့စိတ်ကူးရင်ပြီးအင်တာဗျူးဖို့အကြောင်းပြချက်နဲ့သူ့ကုမ္ပဏီကိုရောက်သွားခဲ့တယ်။ဒါပေမဲ့သူမလက်လေးနဲ့အဲ့ဒီလူရဲ့မျက်နှာကို꿰ပြီးကြည့်လိုက်တဲ့အခါမှာတော့သူမရှာဖွေနေတဲ့မျက်လုံးတွေမဟုတ်မှန်းသိလိုက်ရတယ်။အင်တာဗျူးပြီးမှ宋ရန်တယောက်စိတ်ပြက်လက်ပြက်နဲ့ကုမ္ပဏီတွေကထွက်လာခဲ့တယ်။အဲ့ဒီအချိန်မှာပဲမိုးတွေကတီးတီးမိမိရွာချလာပြီးကန်ကြမာကသူတို့ကိုဘယ်တော့မှစုံစည်းခွင့်ပေးတော့မှမဟုတ်ဘူးလို့ပဲသူမတွေးနေမိတော့တယ်။အဲ့ဒီစင်မှာပဲအနောက်ကနေတယောက်ယောက်ကသူမကိုထီးလေးလာမိုးပေးခဲ့တယ်။宋ရန်လက်ကြည့်လိုက်တဲ့အခါမှာတော့အံ့ဩမင်းတက်စရာကောင်းလောက်အောင်ပဲသူမဆွဲလန်းနေရတဲ့ရင်းနှီးလုံးနဲ့မျက်လုံးတစ်စုံကိုပြန်တွေ့လိုက်ရတယ်သူမိုးဆိုမှဆိုးတာကြောင့်宋ရန်ကလီကျန့်နာကိုတိုးကပ်သွားသလိုလီကျန့်ကလည်းအလိုလျောက်ပဲထီကိုသူမဘက်ကိုရိုင်းပေးခဲ့တယ်ဒါဟာအကာအကွယ်ကိုစီနဲ့ဝေးကွာနေခဲ့တဲ့နှလုံးသားနှစ်ခုဖြည်းဖြည်းချင်းနီးစပ်လာနေတဲ့သဘောပါပဲနောက်ရက်မှာတော့宋ရန်ကထီပြန်ပေးဖို့အကြောင်းပြပြီးလီကျန့်နဲ့ချင်းတွေ့ခဲ့တယ်သူလျှောက်လာတာကိုမြင်ုံနဲ့တင်သူမရဲ့ရင်ခုန်တန်တွေကထိမနိုင်သိမရအောင်မြန်ဆန်လာခဲ့ရတယ်သူ့ရဲ့ဆက်သွယ်ရန်လိပ်စာကိုရက်ချင်တာမို့နောက်ထပ်တစ်ချိန်အင်တာဗျူးဖို့အကြံကိုသူမကပဲစကားဆလိုက်တယ်宋ရန်အတွက်အရာအလုံးအဆင်ပြေချုံးမွေသွားပြီလို့ထင်နေတဲ့အချိန်မှာပဲအဖွဲ့ကောင်းဆောင်ကဒူမပေါ်မကြေမနက်ဖြစ်လာခဲ့တယ်။အဲ့ဒီနောက်သတင်းတစ်ခုထဲမှာလီကျန့်ရဲ့နာမည်ကိုမြင်လိုက်ရတော့မှ宋ရန်သဘောကျနေတဲ့လူဟာသူမရဲ့မိသားစုကအောင်သွယ်ပေးခြင်းနေတဲ့သူနဲ့တယောက်တည်းဖြစ်နေမှအဖွဲ့ကောင်းဆောင်ကရုတ်တရက်ရိပ်မိသွားပြီးသူမရဲ့ခေါင်းထဲမှာအကြံစီတစ်ခုစတင်ပေါ်ပေါက်လာခဲ့ပါတော့တယ်။ပါတီပွဲတစ်ခုရဲ့လူအုပ်ကြားထဲမှာ宋ရန်တယောက်သူမကိုရင်ကုန်စရာကောင်းအောင်ဖန်ဆားနိုင်ခဲ့တဲ့အမျိုးသားတယောက်ကိုလက်မြင်လိုက်ရပါတယ်။ဒါပေမဲ့ကန်ချမာကနောက်ပြောင်လုံးလာပါတယ်။ထိုလူဟာသူမရဲ့အဖွဲ့ကောင်းဆောင်ရဲ့ချစ်သူဖြစ်နေခဲ့တာပါ။宋ရန်ဟာရင်ထဲမှာဘလောက်ပဲနာကျင်နေပါစေအာတင်ပြီးပြုံးပြလိုက်ကအချိန်တော်ကြာတယူရီယာတင်းစေးထားခဲ့တဲ့လက်ပတ်ကျိုးနီလေးကိုသူ့ထံပြန်ပေးလိုက်ပါတယ်။ပြီးနောက်သူမှရေးစားရှိနေပြီလို့ပဲအပိုင်တွက်ပြီးနောက်လည်းမကြည့်ပဲထွက်ခွာလာခဲ့ပါတော့တယ်။宋ရန်ဟာဒါကိုပဲအမှန်တရားလို့ထင်မှတ်ပြီးမျက်ရည်တွေနဲ့အတူလက်ခံလိုက်ရရှာပါတယ်။